ဟုတ်ကဲ့တူတူဒီမားတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဦးလေးစကပုံလေးတွေကြံတဲ့အပိုင်းလေးတွေဆက်တင်ပေးပါဦးမယ်နော်ပြည့်အစဉ်ပြင်ခဏမစားရတဲ့အမဲသဲနှစ်ပတ်ဘီးသာကုံရေခမ်းစင်ကြည်စားရစိတ်မခံသာကြံကြောက်လှဲအောက်မနေနဲ့နေပြောနောက်ကြည့်ညာပြောအောက်ကြည့်ပြန်လေတဲ့ငှက်ခါနားကမှသိစေမယ်အရေးကြီးတော့သွေးနှီးအရေးကြုံတော့သက်လုံကောင်းရမယ်တဲတဲ့ရေသွန်းတဘိုးတဲ့လက်ခကြီးရေများရမိုးရွာရေသာခိုးအချောင်လိုက်အီမရအဖတ်မရမိုးကြိုးပြစ်တာကိုထမ်းလက်နဲ့ကာလို့မရရေကြီးရမျက်နှုရပြောတိုင်းမရတီးတိုင်းမမြည်ကျွဲပါဆောင်တီးလူကြိုက်လည်းမဆုံးမလိုက်တကရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်ယူ၏ဘီးခဲပြဖုံးအိမ်ကောင်းတော့အဲလာလက်သေးစိတ်တော့လက်ထိတ်ကနာအိတ်သွန်ဖာမောက်ရှင်ပြင်းတစ်ခါထွက်ပဲကြီးတလေချက်လူကုတ်တို့လူရညီညာမပြီးသားစုပ်လဲစုစားလဲယူလွတ်တဲ့ငါကြီးတယ်လူရောမတန်လူတန်မပြောရှင်မရှိအက်ကလူထွက်ချွေရန်ဆိုတာချွေမရန်တယ်ပလိုင်းပေါက်နဲ့ဖားကောက်ပြောတာပြောရအမောတာအဖတ်တင်လူမတန်ကန်ချနစ်မရှိတဲ့တော့ကျက်စုပင်မင်းမူရေလာမြောင်းပြီးမစားရက်လောက်တဲ့အိမ်ကျက်ချင်းအိုးမဲတုတ်ခွတ်ခိုင်းလူချင်းအတူတူအသက်ရှူခြင်းမတူအသက်ရှူခြင်းကွယ်အေးပြီးတော့ရွှေရည်ပကံတက်မင်းလိုလိုက်မင်းကြိုက်ဆောင်ရိပ်ပြလို့အကောင်မထင်ဆွေမျိုးမပြတ်ငွေတမမြုံမိတဲ့ငါးကလေးလိုအချက်မပိုင်မှဖြင့်လက်မိုင်ချဘင်းရောက်ဖခွေးကြည့်သလိုမိမဲ့သားရင်နေငါရွှေပင်မှနားတော့ရွှေကြီးငွေပင်မှနားတော့ငွေကြီးလင်းနဲ့မရရှာနဲ့သွားနီးတကြက်ကြက်ဝေးတသက်သက်နတ်နဲ့နဂါမလဲစားနဲ့သူကျေးဇူးကိုမှတ်ထားပါကိုကျေးဇူးကိုမေ့ပြပါကိုတကူထဲမှာခြေသေးနှကောင်မအောင်ဘူးလေလွန်းတော့ဘီချီနေရိတ်သုံးမှနားမလဲဝက်မှအမြဲငရဲမှအပကျွေးထူတော့မပူအုံမုတ်ခွက်အောက်ကဖားတဲ့ငယ်ကဘာကြီးကကျင်းချင်းလေးညောင်သီးလဲစားလေးတန်လဲနားထောင်လေးအစင်းမြင်းတဲ့အမေနွားကြောင့်သာအဖြေဖျားလောင်းစုပါများချတောင်ဖို့ဖြစ်အထိမခံကျွေးပကံအသားလိုအယိုးတောင်ရခုံမတစ်နှစ်ယောက်ျားယူမတစ်သက်မပြေးခင်ဗမာမမြင်စေနဲ့ရောက်ခမအိမ်တဲ့သမက်တဖွဲ့မျက်နှာငယ်ကျက်စုပ်ခွက်ပြစ်ကိုဝမ်းနာကိုသာသိအိုးကမပူစလောင်းကပူအိုးရွက်စလောင်းရွက်ဓာခုတ်ရလက်ဝင်ရှူစားရကန်ကြုံတော့မုတ်စိတ်ပြားဆွဲဝါမရှိပဲဝီလို့ဟောင်းလွန်းသောခွေးလူမလေးတဲ့နော်အဲ့ဒါအားလုံးဦးလေးသကုံရှိသလောက်တင်ပြပြရနော်အားလုံးကျေးဇူးတင်ပါတယ်